ဒီနေ့တော့လူတော်တော်များများကြားမှာရေပန်းစားနေတဲ့ gluten free ဆိုတဲ့အစားအသောက်ကိုလေ့လာကြရအောင်။အဲ့ဒါကဘာလဲ။ဘယ်လိုလူတွေအတွက်တကယ်လိုအပ်တာလဲ။ပြီးတော့အစားအသောက်ပုံစံမှာဘာတွေပါဝင်တယ်လဲဆိုတာကိုအသေးစိတ်ရှင်းရှင်းလင်းလင်းသိသွားအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်။ gluten ဆိုတာသိပ်ပြီးနားလည်ရခက်တဲ့အရာမဟုတ်ပါဘူး။ gluten ဆိုတာဂျုံ၊ဘာလီ၊ကောက်နှံတို့တွင်တွေ့ရတဲ့ပရိုတိန်းများရောနှောပါဝင်သည့်အရာဖြစ်ပါတယ်။အုတ်ဆိုတဲ့အရာကတော့ဇလံနည်းနည်းရှုပ်ပါတယ်။သူ့ကိုယ်တိုင်မှာ gluten မပါပေမဲ့သူ့ကိုပြုပြင်ထုတ်လုပ်တဲ့စက်ရုံတွေမှာဂျုံလို gluten ပါတဲ့အခြားကောက်နှံတွေနဲ့ထိတွေ့မှုရှိနေတတ်လို့ပါ။ဒါကြောင့်သူ့ကိုသတိထားရမယ့်အထည်ထည့်ထားကြတာပေါ့။ gluten ကဘာလဲဆိုတာသိကြပြီဆိုတော့ဘာကြောင့် gluten ကိုရှောင်ဖို့လိုအပ်တာလဲဆိုတာပါပဲ။တချို့သူတွေအတွက်ကြတော့ဒါကဝိတ်ချဖို့ဒါမှမဟုတ်ခေတ်စားလို့လိုက်လုပ်တာမျိုးမဟုတ်ပဲဆေးဘက်ဆိုင်ရာလိုအပ်ချက်ကုသဖို့အနေနဲ့လုပ်ရတာဖြစ်နေတာပါ။ဆေးပညာအရာပြောရရင်အခုပြောမယ်အခြေအနေ၃မျိုးရှိတဲ့သူတွေအတွက် gluten free စားသောက်တွေကမရှိမဖြစ်လိုအပ်တဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။ပထမတစ်ခုက celiac disease ဒီနေရာမှာ celiac disease ဆိုတာကိုရှင်းပြပါမယ်။ celiac disease ဆိုတာခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကဂျုံ၊မူရော၊စပါးတို့မှာပါတဲ့ gluten လို့ခေါ်တဲ့ protein ဓာတ်ကိုမခံနိုင်တဲ့အစာခြေစနစ်ဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ gluten ပါတဲ့အစားအစာတွေကိုစားလိုက်တဲ့အခါခုခံအားစနစ်ကဥသိမ်းနံရံတွေကိုမှိုင်းဝန်းတိုက်ခိုက်ပါတယ်။အဲ့ဒီအခါဥသိမ်းနံရံမှာရှိတဲ့အာဟာရဓာတ်တွေကိုစုပ်ယူပေးတဲ့အမွှေးမြစ်လေးတွေပျက်စီးသွားပြီးခန္ဓာကိုယ်ကအာဟာရဓာတ်ကိုကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။နောက်တစ်ခုက gluten ကိုမခံနိုင်တဲ့ဂျုံနဲ့မတည့်တဲ့ wheat allergic ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာမေးစရာတစ်ခုရှိလာပါတယ်။ဒီအစားအသောက်တွေကိုတိတိကျကျလိုက်နာပြီဆိုတာနဲ့အားလုံးအဆင်ပြေသွားပြီလား။တကယ်ရောအပြည့်အဝပျောက်တဲ့ကူးတုံးတစ်ခုဟုတ်ရဲ့လား။89% ဒါကတော်တော်လေးမြင့်မားတဲ့ကိန်းဂဏန်းတစ်ခုပါ။ဆိုလိုတာကceliacရောဂါရှိတဲ့သူတွေကgluten ကိုတင်းတင်းကြပ်ကြပ်ရှောင်နေတဲ့ကြားကပဲသူတို့တွေက89%လောက်မှာပျက်စီးတဲ့ဥသိမ်းနံရံတွေကိုပြန်မကောင်းလာဘူးလို့ဆိုလိုတာကိုတွေ့ရှိထားပါတယ်။အကြောင်းရင်းကကိုယ်တိုင်မသိပဲမတော်တဆ gluten နည်းနည်းပါသွားတာကိုစားမိတာမျိုးကြောင့်ဆိုလိုတာပါ။ဒါကပဲကျွန်တော်တို့ကိုအစားအသောက်နောက်ွယ်ကမမြင်နိုင်တဲ့စိန်ခေါ်မှုတွေစီကိုခေါ်သွားတာပေါ့။ကျွန်တော်တို့တာမန်စားနေကြဂျုံမုန့်တွေထဲမှာဆိုရင်တန်ဓာတ်တို့ဗီတာမင် B တို့အရေးကြီးတဲ့အာဟာရဓာတ်တွေကိုထပ်ဖြည့်ထားပါတယ်။ဒါပေမဲ့ gluten free ဂျုံတွေနဲ့လုပ်ထားတဲ့အများစုမှာတော့အဲ့လိုဖြည့်စွက်မှုတွေအားနဲ့လို့တစ်ခါတည်းအရသာကောင်းသွားအောင်လို့အဆီနဲ့ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုများပြားနေတတ်ပါတယ်။ဒါကြောင့်သတိထားရမှာကတန်ဓာတ်နဲ့ဗီတာမင် B တွေချို့တဲ့နိုင်ခြင်းရှိပါတယ်။ပြီးတော့အဆီနဲ့ကာဗွန်ဟိုက်ဒရိတ်များတဲ့သရေသားတွေကိုအလွန်အကျွံစားမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့သတင်းကောင်းကတော့မှန်ကန်တဲ့စားသုံးမှုဆိုင်ရာအသိပညာရှိမယ်ဆိုရင်မျှတအောင်စားသုံးတတ်မယ်ဆိုရင်ဒီပြဿနာကိုကာကွယ်လို့ရပါတယ်။ရှောင်းရမှန်နဲ့စိန်ခေါ်မှုကြီးပဲပြောနေတော့စိတ်သက်ကျသွားနိုင်ပါတယ်။တကယ်တော့အဲ့လိုလည်းမဟုတ်ပါဘူး။ gluten စားသောက်ဆိုတာတကယ်တမ်းမှာရွေးချယ်စရာတွေအများကြီးရှိတဲ့ကဘာတစ်ခုဖြစ်ပါတယ်။ရှောင်ရတာတဲ့စားလို့ရတာပိုများပါတယ်။အသားငါကြက်ဥနို့နဲ့နို့ထွက်ပစ္စည်းဟင်းသီးဟင်းရွက်တွေအားလုံးကသဘာဝအတိုင်းကို gluten ကင်းစင်မိသားတွေပါ။ဒါအပြင်ကီနိုဝါတို့ဘက်ကွေ့တို့လိုအာဟာရပြေဝတဲ့တခြားရွေးစရာများလည်းအများကြီးရှိနေပါသေးတယ်။ gluten ပါဝင်တဲ့ကောက်နှံတွေဟာလူသားတွေအတွက်အစားအသောက်မှာမရှိမဖြစ်လိုအပ်တဲ့အရာတွေမဟုတ်ပါဘူး။ဒီစကားကအရာအလုံးကိုခြုံငုံပြီးပြောသွားသလိုပါပဲ။နောက်ဆုံးအနေနဲ့ပြန်စဉ်းစားကြည့်လိုက်ရင်ဒီအစားအသောက်ပုံစံရဲ့အဓိကတော့ချက်ကဘာကိုရှောင်ရမလဲဆိုတာကိုအာရုံစိုက်တာတဲ့ကျန်းမာပြီးအာဟာရရှိတဲ့အစားအစာတွေကိုကိုယ့်ရဲ့စားသောက်ပုံစံနဲ့မှာဘလို့ထည့်သွင်းမလဲဆိုတဲ့အပြင်ပြောင်းလဲခြင်းတစ်ခုပဲဖြစ်နေမလားဆိုတာကိုစဉ်းစားစရာပါပဲ။